ပဲမကပါဒီနေ့မှာတော့ဗီဒီယိုရောဘလို့တင်ရလဲဆိုတာကိုမေးထားလို့ပေါ့နော်ကောင်မလေးလားညီကြီးတာတော့မသိပါဘူးအဲ့ဒါကျမပေါ့နော်ပြန်ပြီးဖြေပြမှာပေါ့နော်အရင်ဆုံးကကျမတို့ရေပေါ့နော်ဒီ Play Store ထဲဝင်လိုက်ပါမယ်ရှင့်Play Store ကနေမကောင်းခဏလေးဟိုင်းကျမခဏလေးအဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ပေါ့နော်ဒီထဲကိုဒီဟာလေးကိုနှိပ်လိုက်တော့နော်ပြီးလို့ရှိရင်ဒီမှာစာရေးလိုက်ပေါ့နော်ကျမရေးပြီးသားဆိုတော့ဒီလိုမျိုးလေးပေါ်လာပါမယ်ဒီမှာဒါလေးပေါ်လာလိုက်ပါမယ်အဲ့ဒါလေးအမကြီးလိုက်ရှာလိုက်ပေါ့နော်လိုက်ရှာကျန်တဲ့ဟာကြီးကတော့ကျမလည်းမပြောတတ်ဘူးကျမကတော့ဒီဟာတုံးထားတဲ့ဟာကြီးကတော့ဒါလေးပေါ့နော်အရင်တော့ဒါလေးတုံးပါတယ်ရှင်နောက်တော့ဒါလေးတုံးလိုက်တယ်ပေါ့နော်ဒါလေးကတော့ကြည့်ပါမယ်ဒါလေးကိုပေါ့နော်အဲ့ဒါလည်းအကောင့်နဲ့ပေါ့နော်ကျမအဲ့ဒါကိုခဏတုံးတယ်တခြားတော့တုံးပါတယ်ရှင်ကျမကတော့ဒါလေးတိတ်မကြိုက်ဘူးပေါ့နော်ကျမစိတ်ထဲဟာဒါလေးပါဒါလေးပဲတုံးနေပေါ့နော်အဲ့ဒါလေးကိုကျမ Play Store ဒေါင်းထားတာကြောင့်မလို့မှာဒီထဲကိုဝင်လိုက်ပေါ့နော်ဝင်ပြီးခဏလေးစောက်လိုက်ပေါ့နော်ကျမ Play Store ထဲမှာဒေါင်းထားရတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင့်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ပေါ့နော်ကျမဗီဒီယိုရိုက်ထားတဲ့အတွက်ဒီလိုမျိုးအနီရောင်လေးပါလာပါမယ်ပေါ့နော်အမှဗီဒီယိုတင်လိုက်ပြီဆိုဒီနားလေးမှာဗီဒီယိုလေးတွေပေါ်လာမှာပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါလေးကိုပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီလိုလေးဒါဆိုလို့ရှိရင်ချစ်ကလက်တဲ့ရိုက်လိုက်ပြီဒါဆိုဒီညာကျတော့ရိုက်တာပေါ့နော်ဖြတ်မယ်ဆိုလို့ရှိရင်ဒါလေးကိုနှိုက်လိုက်ပါမကြိုက်ဘူးပြန်ဖြတ်မယ်ဆိုဒါလေးကိုနှိုက်လိုက်ပါနော်အမှပါဟုတ်ကဲ့ဒါလေးကတော့ရုပ်ကိုပြတာပေါ့နော်ဒီလိုမျိုးလေးရုပ်ကိုပြရပါဒါလေးကရုပ်ပြတာပေါ့နော်ရုပ်ကိုလည်းကျွန်မမပြလိုက်တော့ပါဘူးဒါလေးကကျတော့ဒီမှာလူရှောက်ထုတ်လို့ရတယ်ဒါလေးကမြထိုးတဲ့ဟာလေးပဲဖြစ်ပါရဲ့ဟုတ်ကဲ့အဲ့လိုလေးပါရှင့်ဒါဟုတ်အဲ့ဆိုလို့ရှိရင်သိသွားပြီလားလို့မေးချင်ပါတယ်အဲ့ဒါလေးဗီဒီယိုလေးရိုက်လို့ရပါတယ်ရှင့်ကျမနေနောက်နေ့ကျ Minecraft တွေလည်းတင်ပေးမယ်ဟုတ်ကဲ့ကျေးဇူးပါဒါလေးကိုဗီဒီယိုရိုက်လို့ရပါတယ်အဲ့ဒါလေးကိုပြပါနော်ဒီမှာပါလို့လေးရိုက်ရတယ်ပေါ့နော်ဘေးမှာပြထားတယ် YouTube နားမှာပေါ့နော်ကျမကပြထားတာပေါ့နော်ကျမပြမယ်ကျမဒီမှာပြထားပါမသိဘူးဘယ်မှာလဲလိုက်ရှာဒီမှာအားလုံးပဲပြီလားပါရှင်ကဲအတလင်းနဲ့ဒီမှာပေါ့နော်ဒီနားလေးမှာရေးချထား